အားလုံးမင်္ဂလာပါဒုတိယဝါနာရှင်အားလုံးကိုကြိုဆိုပါတယ်မနေ့ကတော့ရွှေရကနန်းကျန်တော့ခဲ့နော်နေ့6ကရေမာလာတဲ့တင်တဲ့မှာ6နှစ်6ခွန်တင်းနေလို့ရေးလိုက်တာဟိုတစ်တုံည6တုံည6ငါလို့ရေးမှာပါရွှေကနန်းမှာရတယ်မပေါ့လိုက်ပါဘူးနော်အဲ့မှာလေးနောက်ပိတ်လေးနဲ့ပို့ကြိုက်ပါတယ်ကိုကတော့ရမှာနော်လေးကိုဝမ်းချိန်ဆိုင်ရှိတယ်ထိပ်စီက16နှစ်ခွန်ထိပ်ရှိပါတယ်လက်ကနာကမနေ့ကထွက်သွားပြီဆိုတော့ဒီနေ့မတင်လိုက်တော့ဒီနေ့လည်းလက်ကနာထွက်သွားပါတယ်ပြင်းပြတွေပဲကစားလိုက်တာလက်ကနာကဒီဘက်မထွက်မတင်တော့ဆိုထွက်သွားတာနော်ဒီနေ့နှစ်တက်ကြီးက9နှစ်6နော်နှစ်6လို့ထွက်သွားပါတယ်နှစ်9 6နှစ်တက်ကြီးကနှစ်တက်ကြီးပြီးတော့ထွက်သွားပါတယ်နော်ဒီကောင်ကြီးကတော့တလုံးထိမလား4 5 6ထိတာပဲနော်ဒီကောင်ကြီးကဒီနေ့က16နှစ်ခွန်ထိပ်ရှိပါတယ်ဒီည16နှစ်ခွန်ထိပ်စီနော်လေးနောက်ပိတ်တွေ့လို့လေးနောက်ပိတ်နဲ့ဒီကစားမယ်နော်16နှစ်ခွန်ထိပ်စီကိုလေးကိုနောက်ပိတ်နဲ့ကစားမယ်အဲ့ကလေးကိုရွေးတော့လေမာရရောဒီက6ကညနေကို6166ဆိုတော့နောက်ပိတ်တွေပဲပေးတာနော်ဒီနေ့ကိုကလေးကိုနောက်ပိတ်ပေးမလားအားလုံးနောက်ဆုံးပိတ်ဟုတ်ကဲ့ပေါက်ကြပါစေ